အားလုံးပဲမင်္ဂလာပါနော်ဒီကနေ့2025ဇူလိုင်1ရက်နေ့အတွက်တပတ်တွင်ထောက်ကနများမှပေါက်ကနရှာကြမယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာနေကုန်ပတ်တိအနေနဲ့ဒါထိတ်ပိတ်ပေါ့နော်ထိတ်ပိတ်ဆိုတော့နေကုန်ပတ်တိအနေနဲ့6နဲ့2ကိုရတယ်ပါဗျာ1 chain အနေနဲ့ကတော့ခွန်တက်ပါဗျာထိဆိုတဲ့အထိကနန်းတချို့လည်းအထိကီးလို့လည်းဆိုလိုကြတာပါဗျာ436ရပါတယ် break အနေနဲ့ကတော့2419ကိုရရှိပါတယ်เนาะတစ်ဖက်ချမ်းမှာတော့ဒါညာဘက်ချမ်းမှာဆိုရင်ဒီကနေ့ထုံးလို့ရရှိထားတဲ့နေကုန်ပတ်တိ6နှစ်1 chain ခွန်တက်အထိကနန်း436ဒီကိန်းကနန်းတွေကိုအောက်မှာရှိတဲ့ break 2419နဲ့ပြန်တော့တက်ပတ်ပြီးတော့ကနန်းစီပေးထားခြင်းဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ကနန်းတော့မစီတတ်တဲ့များအတွက် break 2အနေနဲ့ဆိုရင်3ည2ပြန်ကနန်း1အပူ66အပူက break 4ဆိုရင်ကျွန်တော်တို့3ည4ခွန်ပူ2အပူ break 1အနေနဲ့ကတော့ကျွန်တော်တို့3ည1 2 9 4ခွန်ဆိုပြီးတော့ပြန်ကနန်းတွေကိုပြန်လည်ရရှိပါတယ် break 9အနေနဲ့ဆိုရင်တော့3ည9ညီကိုလည်းဖြစ်တယ်လို့ time power လည်းဖြစ်တယ်တစ်ဖက်က2ခွန်9 break မြန်မာပါပါဒီကိန်းကနန်းဆိုတွေကိုရရှိပါတယ်နေကုန်ကစားရမှာဖြစ်ပါတယ်ဗျာနော်အဲ့တော့ဒီကုန်အားလုံး7ခုရှိပါတယ်နှစ်တက်တယ်ကျန်နေတက်တယ်ဆိုရင်တော့ထုတ်ယူပြီးတော့ကစားလို့ရပါတယ်ကျွန်တော်ကတော့အားလုံးသိတဲ့အတိုင်းမောင်ကဲမဲ့ဖြစ်ပါတယ်ခင်ဗျကြည့်ရပေးကြတယ်တကယ်ချင်းတွေမိတ်ဆွေတွေကျွန်တော်စာတင်ပိုင်းကိုနည်းအားပေးကြည့်ရှုကြတယ်မိသားစုဖွဲ့ဝင်တွေမန်ဘာဖွဲ့ဝင်တွေအားလုံးဒိုးချင်းတယောက်ချင်းစီတိုင်းကိုကျွန်တော်မောင်ကဲမဲ့ဒိုးပဲကျေးဇူးတင်ရှိပါတယ်ကျေးဇူးပါ